ငွေသားစားဘူးတူတိုင်းသိကြပါတယ်ငွေတွေကစားကိုဝါမစားပဲတစ်ကောင်လုံးမျိုးချလေးရှိပါတယ်ကျွန်တော်လည်းအခုတင်ရှိတမီတာရှိတဲ့ငွေဟောင်းနဲ့တစ်ကောင်ကိုမျိုးချလိုက်ပါပြီငွေကခန္ဓာကိုယ်ကြီးမားပေမဲ့လည်းနာကျင်မှုကိုအောက်အသီးခံပြီးမျိုးချခဲ့ရပါတယ်ဘာလို့လဲဆိုတော့ကမ္ဘာလုံးဆိုင်ရာမျိုးဗီဇပြောင်းလဲမှုကြီးဖြစ်ပေါ်တော့မှာဖြစ်ပြီးတက်ရှိတတဝါအားလုံးဟာမျိုးဗီဇပြောင်းလဲထားတဲ့မိစ္ဆာကောင်တွေဖြစ်လာတော့မှာမို့လို့ပါကျွန်တော်ရှိမှရှိတဲ့ဒီငွေဟောင်းနဲ့ဟာလည်းအရင်ဘဝတုန်းကတော့ကြောက်မက်ပွားလေကောင်းတဲ့ငကားနဲ့ကြီးဖြစ်လာခဲ့တာပါမျိုးဗီဇမပြောင်းလဲခင်မှာသူ့ကိုမျိုးချနိုင်မှသာကျွန်တော်ဟာငွေဟောင်းနဲ့အတူစင်ကယ်ပြောင်းလဲနိုင်မှာဖြစ်ပါတယ်မျိုးဗီဇမပြောင်းလဲခင်3နာရီအလိုကိုပြန်လည်ဝင်စားလာပြီးတဲ့နောက်ကျွန်တော်ချက်ချင်းပဲစာသင်ခန်းထဲကနေတောအုပ်ထဲကိုပြေးထွက်ခဲ့ပါတယ်တောအုပ်ထဲမှာဒီငွေဟောင်းနဲ့ကိုအသေးအတန်ရှာဖွေခဲ့ပါတယ်ဒီဘဝမှာတော့သူ့ရဲ့ကြောက်မက်ပွားကောင်းမှုကိုကျွန်တော်တယောက်ပဲသိပါတယ်အရင်ဘဝတုန်းကတော့ဒီငကားနဲ့ကြီးဟာအဆင့်5ရှိတဲ့စူပါစစ်တီတော်ကြီးဖြစ်လာခဲ့တာပါမျိုးဗီဇပြောင်းလဲမှုရှိသေးပြီးတော့စူပါစစ်တီတော်တယောက်ဟာချက်ဝတ်တစားစွမ်းအားကိုမျိုးထစေဖို့အခွင့်အရေးရှိပါတယ်အရင်ဘဝမှာကျွန်တော်ဟာအစွမ်းကုန်စူးစမ်းခဲ့ပေမဲ့လည်းချက်ဝတ်တစားကိုမနှိုးထစေနိုင်ခဲ့ပါဘူးနှစ်ဝက်လောက်အသေးအတန်ရုန်းကန်ခဲ့ရပြီးနောက်ဆုံးမှာတော့မျိုးဗီဇပြောင်းလဲထားတဲ့တရဝတစ်ကောင်ရဲ့တိုက်ခဲခြင်းကိုခံခဲ့ရပါတယ်ဒါကြောင့်ဒီဘဝမှာတော့ကျွန်တော်ဟာလမ်းကြောင်းတစ်တစ်ခုကိုရွေးချယ်ဖို့ဆုံးဖြတ်လိုက်ပါတယ်နှစ်နာရီခွဲကြာပြီးတဲ့နောက်မှာတော့တစ်ပင်ရိပ်အောက်မှာအနားယူနေတဲ့ကိုလုံးတစ်ပြင်လုံးမင်းနဲ့နေတဲ့မွေးဟောင်းတဲ့တစ်ကောင်ကိုခြုံပုတ်ထဲမှာတွေ့လိုက်ရပါတယ်သူ့ကိုဘယ်လိုမျိုးအရှင်လက်လက်မျိုးချရမလဲဆိုတာကိုကျွန်တော်စဉ်းစားနေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲမလန့်မကန်းကနေကြောင်းဝဒန်တစ်ခုကြားလိုက်ရပါတယ်တမထွားချိုင်းနဲ့ကြောင်းတဲ့တစ်ကောင်ဟာဒီမွေးဟောင်းတဲ့ကိုတွေ့သွားပုံရပါတယ်ကြောင်းရဲ့မျက်လုံးတွေကချက်ချင်းဆိုသလိုတောက်ပသွားပါတယ်သူဟာတိတ်တဆိတ်ကတ်သွားပါတယ်နှကောင်ကြားအကွာဝေးကစင်တီမီတာ30တောင်မရှိတော့တဲ့အချိန်မှာမွေးဟောင်းနှက်ကရုတ်တရက်ခုန်တက်လိုက်ပါတယ်ကြောင်းနဲ့မွေဟာအဲ့ဒီလိုနဲ့တိုက်ခိုက်ကြပါတော့ခဏကြာတော့မူးဝေနေတဲ့မွေဟောင်းနှက်ကထွက်ပြေးဖို့ကြိုးစားပါတယ်ဒါပေမဲ့ကြောင်းနှက်ကဒီလောက်ရတာရှိတဲ့အစားကိုဘယ်လိုလုပ်လို့ပေးမှလဲသူဟာလက်သေးတွေနဲ့အချိန်ချင်းကုန်ပြလိုက်ပါတယ်မကြခင်မှာပဲမွေဟောင်းနှက်ဟာအပြင်းထန်တရားရသွားပြီးပြန်လည်ခုခံနိုင်စွမ်းမရှိတော့ပါဘူးကြောင်းနှက်ကအားရပါရစားတော့မဲ့အချိန်မှာပဲကျွန်တော်ဟာခြုံပုတ်ထဲကနေရုတ်တရက်ခုန်ထွက်လိုက်ပါတယ်ကြောင်းနှက်ကလန့်သွားပြီးမီတာတော်ဝေးဝေးကိုခုန်ထွက်သွားကကျွန်တော်ကိုလှည့်ကြည့်နေပါတယ်ကျွန်တော်ကတော့သူ့ကိုခရူးမဆိုင်ပဲအသက်ငင်ဖြစ်နေတဲ့မွေဟောင်းနှက်ကိုလက်တစ်ဖက်ထဲနဲ့မလိုက်ပါတယ်ကျွန်တော်အချိန်ကိုကြည့်လိုက်တော့16နာရီ59မိနစ်ရှိနေပါပြီတော်သေးတာပေါ့အချိန်မီရောက်လာလို့အိုးဝေးကကြောင်းနှက်ကတော့မသွားသေးပဲကျွန်တော်ကိုစိုက်ကြည့်နေပါတယ်ကျွန်တော်သာမရှိရင်သူဟာဒီအစာကိုစားနေတော့ပြီးဒါပေမဲ့သူဘလို့မှမစားနိုင်ဘူးဆိုတာကိုကျွန်တော်သိပါတယ်ဘာလို့လဲဆိုတော့59မိနစ်နဲ့စက္ကန့်30ရှိနေပြီလို့လို့ပါကမ္ဘာပြင်ပကရောင်ခြည်လိုင်းတွေရောက်လာတော့မှာပါအဲ့ဒီအချိန်ရောက်ရင်တော့ငွေဟောင်းနှက်ဟာသူ့ရဲ့တဘာဝရန်သူဖြစ်လာပါလိမ့်ကျွန်တော်ရင်ခုန်တန်တွေမြန်လာပါတယ်နောက်ဆုံးစက္ကန့်20အတွင်းမှာအရှိတမီတာကျော်တဲ့ငွေဟောင်းနှက်ကိုမျိုးချရပါမယ်အချိန်က59မိနစ်စက္ကန့်30ကိုရောက်သွားတာကိုကြည့်ပြီးအသက်ကိုဝါရှူလိုက်ပါတယ်အချိန်ရည်တွက်မှုကစက္ကန့်20ကိုရောက်တဲ့အခါကောင်းကင်ရဲ့အယောင်တွေစတင်ပြောင်းလဲလာတာကိုကြည့်ပြီးရောင်ခြည်လိုင်းတွေဟာလေထုထဲကိုရောက်လာပြီဆိုတာကျွန်တော်သိလိုက်ပါတယ်ကျွန်တော်တိုးဆုပ်မနေပဲပါစက်ကိုအကျယ်ကြီးဖွင့်ပြီးမျိုးချလိုက်ပါတယ်ပြုတ်အန်ဂျင်စိတ်ကိုအောင်ရည်ခံပြီးတကောင်လုံးကိုမျိုးချခဲ့ပါတယ်ကျွန်တော်ဘိုက်ထဲမှာမွေးဟောင်းနဲ့ရုန်းကန်နေတာကိုတော့ခံစားနေရပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲတောက်ပတဲ့ရောင်ခြည်လိုင်းတွေဟာတိတ်တဆိတ်ထက်တန်းသွားပါတယ်အဲ့ဒီအချိန်မှာပဲကျွန်တော်ခန္ဓာကိုယ်ထဲမှာတစ်ခုခုဟိတ်ထွက်လာတာကိုခံစားလိုက်ရပါတယ်ရုန်းကန်နေတဲ့မွေးဟောင်းနဲ့ဟာမိငွေတကောင်လိုဖြစ်သွားပြီးကျွန်တော်ခန္ဓာကိုယ်ထဲမှာလောင်နေနေပါတယ်အောင်မြင်သွားပြီးရုတ်တရက်ကျွန်တော်ခေါင်းထဲမှာအသိဉာဏ်ရှိတဲ့အတန်တစ်ခုထွက်ပေါ်လာပါတယ်အရှင်ကျွန်တော်ကအရှင်မျိုးချလိုက်တဲ့မွေးဟောင်းနဲ့ပါအရှင်ကတကယ်ပဲပြန်လည်ဝင်စားလာသူတယောက်ဖြစ်နေတာပဲအရှင်ရဲ့မှတ်ဉာဏ်တွေကအရင်ဘဝကပုံရိပ်တွေကတကယ်ကိုခန္ဓာလုံးပါတယ်အရှင်ကဘာလို့အသက်အန္တရာယ်ကိုဘီးမဆိုင်ပဲကျွန်တော်ကိုမျိုးချခဲ့တာလဲဆိုတာနားလည်သွားပါပြီကျွန်တော်ကအဲ့ဒီလောက်တောင်စွမ်းအားကြီးခဲ့တာလားမင်းကျွန်တော်ရဲ့မှတ်ဉာဏ်တွေကိုမြင်နိုင်တာလားအရှင်အခုကျွန်တော်တို့ကတသားတည်းဖြစ်သွားပါပြီတယောက်နဲ့တယောက်ခွဲခြားလို့မရတော့ပါဘူးဒါပေမဲ့ခန္ဓာကိုယ်ကိုထိန်းချုပ်ခွင့်ကတော့အရှင်ပဲပိုင်ဆိုင်ပါတယ်တကယ်ကိုတောင်းပန်ပါတယ်ကျွန်တော်ဘာပြောရမှန်းတော့မသိတော့ဘူးကိစ္စမရှိပါဘူးခုတော့ငါတို့ကအရင်ဘဝကထက်ပိုတောင်အင်အားတောင့်တင်းနေပြီဒါဆိုကောင်းပြီနောက်ဆိုမင်းနာမည်ကိုရှောင်ရောက်လို့ခေါ်မယ်ဒီကဘာရဲ့ဘယင်ကငါတို့ပဲဖြစ်ရမယ်အဝေးကနေရုတ်တရက်အော်တန်တစ်ခုထွက်ပေါ်လာပြီးအဲ့ဒါကမိစ္ဆာတစ်ကောင်ဖြစ်နေတာကိုတွေ့လိုက်ရတယ်အဲ့ဒါကိုမြင်တော့ရှောင်ရောင်ကဟိတ်ဟောက်ပြီးအဲ့ဒီကြောင်မိစ္ဆာကိုစိုက်ကြည့်နေတယ်အဲ့ဒီအချိန်မှာကြောင်နဲ့မိစ္ဆာကငါစီကိုအရင်ဆုံးပြေးဝင်လာခဲ့တယ်ငါမျက်လုံးထဲမှာအရေးတစ်ခုဖြစ်ပြီးသွားတယ်ရှောင်ရောင်ကအဲ့ဒီကြောင်မိစ္ဆာရဲ့အသားနဲ့သွေးတွေကိုစားသုံးလိုက်တဲ့အခါငါခန္ဓာကိုယ်ထဲမှာပူနွေးတဲ့စီးဆင်းမှုတစ်ခုဖြစ်ပေါ်လာတာကိုငါတိတိတတ်တာခံစားလိုက်ရတဲ့ဆဲတွေကအရင်ကနဲ့မတူပဲလူကြလာတယ်ငါအရင်ဘဝကကျင့်စဉ်တွေကိုစမ်းကြည့်ပေမဲ့နေအောင်ကြည့်ဖို့စုပ်ယူလို့မရဘူးဖြစ်နေတဲ့ကျင့်စဉ်တိုးတက်ဖို့ဆိုရင်အားကောင်းတဲ့သွေးနဲ့အသားတွေကိုစားသုံးမှရမယ်ဆွမ်းအားရှင်တွေနိုးထလာပြီးရင်တော့ကျဲစင်လင်းတန်းတွေကိုစုပ်ယူပြီးကျင့်ကြံနိုင်မှာဖြစ်တယ်ငါကဆွမ်းအားရှင်မဟုတ်တဲ့အတွက်အခုနေအောင်ကြည့်တာအရင်ကနဲ့ဘာမှမထူးခြားသလိုခံစားရတယ်တခင်ငါတို့ကဲ့ရဲ့ခံခဲ့ရတာတွေကိုတွားပြီးလက်စားချေတင်ပြီးအရင်ဘဝတုန်းကကြောင်းမှတခင်ကိုမိုက်လို့ဆက်ဆံခဲ့တဲ့ကောင်ရှိတယ်မလားအခုပဲတွားပြီးအဲ့ဒီကောင်ကိုတက်ပြစ်လိုက်ရအောင်ငါရဲ့မှတ်ဉာဏ်တွေကသူ့ရဲ့မှတ်ဉာဏ်တွေပဲမို့အဲ့ဒီကောင်ကို
ငါဘလောက်နာကြည့်တယ်ဆိုတာရှောင်းရောင်ကောင်းကောင်းသိနေတယ်အဲ့ဒီလိုပဲလုပ်ကြတာပေါ့ငါတက်ချင်တဲ့လူကငါနဲ့ကြောက်တူပဲဖြစ်ပြီးသူကတထေးသားတစ်ယောက်ဖြစ်တယ်လို့သူ့ဘိုးကလည်းစစ်တပ်ကအရာရှိကြီးတစ်ယောက်ဖြစ်တယ်ထူးဆန်းတဲ့အလင်းတန်းတွေကဘာကိုဖြစ်တန်းသွားဒါပေမဲ့နောက်ထပ်3နာရီလောက်ထိတော့ကြီးကြီးမားမားပြောင်းလဲမှုတွေရှိအောင်မှာမဟုတ်ဘူးငါကြောက်ရှိကိုရောက်သွားတဲ့အခါကြောက်စင်းချိန်ဖြစ်နေလို့ကြောင်းသားတွေအများကြီးရှိနေတယ်ငါကြောက်တဲ့ကိုမဝင်ပဲလင်းရိုးထွက်လာမဲ့အချိန်ကိုအပြင်ကနေစောင့်နေလိုက်တယ်ဘာလို့လဲဆိုတော့သူကညနေ9နာရီခွဲလောက်ဆိုရင်တထေးသားတစ်တိုင်းနဲ့အတူထမင်းစားဖို့ထွက်လာတယ်လို့ပဲအဲ့ဒီအချိန်မှာငါကအင်ဂျီမပါပဲစပင်ဖြူတွေနဲ့စီးမင်ကြောင်တွေထိုးထားတဲ့အတွက်လူတွေကြားမှာထင်ရှားနေတဲ့ကြည်ထားကြနောက်ထပ်နာရီနှင်းငယ်ကြရင်မင်းတို့ငိုရတော့မှမကြခင်မှာပဲငါတက်ချင်တဲ့ပြစ်မှတ်ကိုတွေ့လိုက်ရတယ်သူကတထေးသားတစ်တိုင်းနဲ့အတူရေမောပြီးထွက်လာတယ်ဒါကိုမြင်လိုက်ရတော့အရင်ဘဝကသူတို့လွတ်မြောက်ဖို့အတွက်ငါ့ကိုမိစ္ဆာတွေစီတွန်းပို့ခဲ့တာကြောင့်ငါလက်ချောင်း၃ချောင်းဆုံးရှုံးခဲ့ရပြီးတေလူနီးပါးဖြစ်ခဲ့တာကိုတတိယလာတယ်ငါမျက်နှာမှာအေးဆက်တဲ့အပြုံးတစ်ခုဖြစ်ပေါ်လာပြီးသူတို့စီကိုရှောက်သွားလိုက်တဲ့တထေးသားတစ်ယောက်ကငါ့ကိုမြင်တော့လမ်းဖက်ပေးဖို့မပြောဘဲမင်းကဘသူလဲခွေးကောင်းကလမ်းမပိတ်ဘူးလို့အော်ပြောတယ်လင်ယုံကငါ့ကိုကြည့်ပြီးဘဲကလူရှုပ်လဲဖယ်ဆန်းလို့ပြောတယ်ငါဘာမှမပြောဘဲငါရဲ့ဘဲဘက်လက်နဲ့သူ့လက်ပင်ကိုညှစ်လိုက်တယ်တက်တော်ဆောင်2ယောက်ကငါရဲ့အကြည့်ကြောင့်ကြောက်လန့်ပြီးတောက်တောင်ကြီးဖြစ်သွားတယ်သူတို့ရက်သွားတဲ့ခဏမှာပဲငါကလင်ယုံရဲ့ခြေထောက်တွေကိုချိုးပစ်လိုက်တယ်လင်ယုံကနာကျင်စွာအော်ဟစ်ပြီးတီးပြသွားတယ်ဒါကိုကြည့်ပြီးငါကျင်နဲ့စွာပြုံးလိုက်တယ်ဘာလို့လဲဆိုတော့အရင်ဘဝတုန်းကစွမ်းအားတွေမရခဲ့ခင်ရှင်းနေလုံးလုံးဒီလိုကဘာပြက်ကတ်ထဲမှာရှင်တန်ခဲ့ရတဲ့အတွက်ငါရဲ့စိတ်ထဲမှာအမောင်ထုတွေကအမြင့်တွယ်နေပြီဖြစ်တဲ့တက်တော်ဆောက်တစ်ယောက်ကသွားကြည့်ပြီးလျှက်စစ်တုံနဲ့ငါစီကိုပြေးဝင်လာတယ်ငါမျက်နှာမှာရက်ဆက်တဲ့အရေးရောင်တွေပေါ်လာပြီးတစ်ချက်တည်းရိုက်လိုက်တာတက်တော်ဆောင်က10 မီတာလောက်ဝေးသွားပြီးဒူးထောက်ကျသွားတယ်ကြည့်နေတဲ့ចောင်းသားတွေကကြောက်လန့်ပြီးနောက်ကိုဆုတ်သွားကြတယ်အားလုံးလူစုခွဲကြတော့နောက်ထပ်1နာရီလောက်ကြာရင်ဒီတဲကလူအနေငယ်ပဲအသက်ရှင်နိုင်မှာမို့လို့ဒီကိစ္စအတွက်အချိန်ဖြုံးမှနေကြတယ်ပြောပြရတယ်ငါအဲ့ဒီနေရာကနေထွက်လာခဲ့တဲ့အချိန်ကညနေ6နာရီကိုရောက်တဲ့အခါတကယ်ကဘာပြက်ကတ်ကြီးကစတင်လာခဲ့တဲ့မြို့အနှံ့မှာပေါ်ဟစ်တန်တွေနဲ့ကြောက်စရာကောင်းတဲ့အတန်တွေကတမျိုးပြီးတမျိုးပဲတင်ထက်နေတယ်ထွက်ပြေးနေတဲ့လူတချို့ကရုတ်တရက်ပါဆက်ကအမြုပ်တွေထွက်လာပြီးတော့တစ်ခေါင်းလုံးကလည်းအသွင်ပြောင်းလာခဲ့တယ်။အီယာမသွေးရကြီးတွေနဲ့အတူပါဆက်ကြီးတွေပြည့်ထွက်လာပြီးသူ့ရဲ့အပေါင်းဖော်တွေကိုဝါပြုတ်ပစ်လိုက်တဲ့တစ်ပင်တွေလည်းချုပ်တွေ့သွားပြီးလူသားတွေကိုစားတောက်နေတဲ့တရဝဆိုးတွေပေါ်လာတယ်ကျွန်တော်ဟာ88လွှာကရုံခန်းထဲကနေမျိုးကြီးပျက်စီးနေတာကိုကြည့်နေတယ်မြို့ထဲမှာတော့တရဝဆိုးတွေကလူသားတွေကိုလိုက်လံတက်ဖြတ်နေကြတယ်ဒါဟာတကယ်ငရေပုံပါပဲကျွန်တော်ဒီကိုလာတာကတော့အကောင်းဆုံးလက်နက်ကိုလာယူဖို့ပါဒီလိုယုံစရာကောင်းတဲ့တရဝတွေကိုလက်ချတက်ရတာစိတ်ပြတ်ဖို့ကောင်းလို့နဲ့တခင်ကျွန်တော်တို့အခုပစ္စည်းတွေအရင်သွားယူကြမလားဒါမှမဟုတ်တိရစ္ဆာန်ယုံတွေကမြောက်ပြင်းကိုအရင်သွားတက်မလားလို့အနာကတယောက်ကမေးတယ်အဲ့ဒီအချိန်မှာပဲအပြင်ဘက်ကအမျိုးသမီးတယောက်ရဲ့အော်တန်ကြားလိုက်ရပြီးရုံးဝန်ထမ်းဝတ်စုံနဲ့အမျိုးသမီးတယောက်ခန်းထဲကိုကြောက်လန့်တကြားပြေးဝင်လာတယ်သူမဟာတကားကိုမြင်ပိတ်ပြီးကြောက်စိတ်ကြောင့်မြေပြင်ပေါ်မှာခွေကျသွားတယ်ခန်းထဲမှာတစိမ့်တယောက်ရှိနေတာနဲ့တရဝါဆိုးရဲ့အလောင်းတွေကိုမြင်တော့သူမအံ့ဩသွားတယ်သူမဟာကျွန်တော်ကိုအသုံးချပြီးအောက်ထက်ကတူလောင်ယုံကိုတွားဖို့စိတ်ကူးနေတာပါအခန်းတကားကိုတရဝါဆိုးတွေကအပြင်းထန်ထုရိုက်နေကြတယ်အဲ့ဒီအမျိုးသမီးဟာကြောက်လွန်းလို့ခြေကုံလက်ပန်းကျနေတယ်ကျွန်တော်တကားကိုဖွင့်လိုက်တဲ့အခါအင်းဆက်လိုပုံစံရှိတဲ့တရဝါဆိုးနှကောင်ပြေးဝင်လာတယ်ကျွန်တော်လည်းဓာတ်ကိုဆွဲထုတ်ပြီးတစ်ချက်တည်းနဲ့ခေါင်းတွေကိုဖျက်ပစ်လိုက်တယ်ဓာတ်ကိုမြင်တဲ့အမျိုးသမီးကကျွန်တော်ကိုအာကိုတကြီးနဲ့အတူခေါ်သွားဖို့တောင်းပန်မင်းကဘာမို့လို့လဲလို့ကျွန်တော်ကအေးဆက်ဆက်ပြောပြီးထွက်သွားဖို့ပြင်တယ်သူမကဘာမဆိုလုပ်ပြီးပါမယ်ဆိုပြီးပြောပေမဲ့ကျွန်တော်ကတော့ဂရုမစိုက်ဘူးဒီလိုကဘာပြက်နေတဲ့အချိန်မှာမင်းရဲ့အလှပကဘာမှတန်ဖိုးမရှိဘူးလို့ပြောပြီးသူမကိုလက်လီကအပြင်ဘက်မှာထားခဲ့လိုက်တယ်လက်လီကပထမထပ်ကိုရောက်တဲ့အခါတရဝါဆိုး၄ကောင်ကအတင်းဆောက်နေကြတယ်ကျွန်တော်လည်းသူတို့ကိုအလွယ်တကူပဲတက်ဖြတ်ပစ်လိုက်တယ်တခင်ကျွန်တော်တို့အခုဘယ်သွားကြမလဲလို့မေးတော့မြေအောက်အဖွဲ့အစည်းတစ်ခုကိုသွားသိမ့်ပိုက်မယ်လို့ကျွန်တော်ပြန်ပြောလိုက်တယ်အဲ့ဒီမှာထူးချွန်တဲ့စစ်တီရောတွေရှိနေလို့ပါကျွန်တော်မျိုးထဲကိုထွက်လာတဲ့အခါအနာကတယောက်ကတရဝါဆိုးအလောင်းတွေကိုစားသုံးနေတယ်ကျွန်တော်လည်းစားလောင်မှုတွေပြေးပြောက်သွားပြီးကိုလူသားတယောက်မဟုတ်တော့ဘူးလို့ခံစားရတယ်ကျွန်တော်ကြောပြင်ကငကားပုံလေးတွေကြောင့်တရဝါဆိုးတွေတောင်ကျွန်တော်ကိုမြင်ထွက်ပြေးကြတယ်အဲ့ဒီနောက်ရေရှာဖို့သွားတဲ့အခါတနက်တန်တွေကြားလိုက်ရတဲ့စစ်သားတွေဟာတရဝါဆိုးတွေနဲ့တိုက်ပွဲဖြစ်နေတာကိုတွေ့လိုက်ရတယ်မကြောက်ကြနဲ့ကြီးစံတွေအလားအတမဖြုံတိကြနဲ့သူတို့ခေါင်းကိုပဲချိန်ပစ်ကြဒီမိစ္ဆာကောင်းတွေကိုရှင်းလင်းပြီးရင်ကုန်တိုက်ထဲမှာပဲနေပြီးစစ်ကူတွေလာခဲ့မှကိုစောင့်ကြအသွင်ပြောင်းမိစ္ဆာတွေအများကြီးနဲ့ရင်ဆိုင်ရတဲ့အခါတချို့ကောင်တွေကိုတတ်ဖို့ကြီးစံချက်ပေါင်းများစွာပြရတာကြောင့်ဒီစစ်သားတွေစိတ်လှုပ်ရှားတုန်လှုပ်နေကြတယ်ရုတ်တရက်အမောင်ထဲကနေချွန်ထက်တဲ့လက်တံတစ်ခုထွက်လာပြီးစစ်သား3-4ယောက်ကိုစက်တိုက်ထိုးပေါက်သွားပြီးနောက်အားလုံးကိုတခါတည်းဆွဲခေါ်သွားပါတော့တယ်အမောင်ထဲမှာပိုးတန်းမားတဲ့အသွင်ပြောင်းမိစ္ဆာတစ်ကောင်ရှိနေတဲ့တက်ချက်ကြီးရဲ့မျက်နှာပြတ်သွားပြီးအမောင်လေးကိုလက်ပစ်ပုံနှလုံးပစ်ထည့်လိုက်တယ်ပြီးတော့သူကယူတုတ်တယ်လို့တရားဆက်ပြန်ဖြစ်ပါတော့တယ်ကုန်းတိုက်ထဲကအသက်ရှင်ကျန်ရစ်သူ100ကျော်ဟာစုပြုံနေကြပြီးအပြင်ကတနက်တန်တွေနဲ့မိစ္ဆာတွေရဲ့ဟိန်းဟောက်တန်တွေကိုနားထောင်ရင်းတကူလုံးတုံရင်နေကြတဲ့စစ်တပ်မှာကြီးစံကုန်ခါနီးအချိန်မှာပဲသူတို့ကိုတိုက်ခိုက်နေတဲ့မိစ္ဆာတွေကရုတ်တရက်ရှေ့ဆက်မတိုးတော့ပဲရက်တန့်သွားကြတယ်ပြီးတော့တန်ပလန်တွေနဲ့အတူ
လူစုခွဲထွက်ပြေးသွားကြပါတယ်ဘာတွေဖြစ်နေတာလဲငါတို့ကိုတိုက်ခိုက်ဖို့ကိုကြောက်စရာကောင်းတဲ့မိစ္ဆာတစ်ကောင်ပေါ်လာတော့မှလားဒါကိုမြင်တော့စစ်သားတွေကြောက်လန့်တုန်လှုပ်သွားပြီးအမောင်ထုကိုကြည့်ရင်သူတို့ရဲ့တနက်ပြောင်းတွေတုံ့ရင်နေပါတယ်အဲ့ဒီနောက်မှာတော့ညာနဲ့ချီတဲ့မိစ္ဆာကောင်တွေကလမ်းတစ်ခုကိုတညီတညွတ်ထဲဖယ်ပေးလိုက်တာကိုသူတို့မြင်လိုက်ရတယ်ဒါကစစ်သားတွေကိုရန်သူကြီးနဲ့ရင်ဆိုင်နေရသူခံစားရစေပြီးတနက်ကင်ထားတဲ့သူတို့လက်တွေတုံ့ရင်နေခဲ့တယ်ဒီလောက်များပြားတဲ့မိစ္ဆာတွေကိုလမ်းဖယ်ပေးခိုင်းနိုင်တဲ့တရှိမှုဟာမိစ္ဆာတွေကတမာတဲ့ခေါင်းဆောင်တစ်ကောင်ဖြစ်မှအသေးချပါပဲဒါပေမဲ့ခဏအကြာမှာတော့သူတို့အားလုံးမြင့်တက်သွားကြတယ်ဘာလို့လဲဆိုတော့သူတို့မျက်စိရှိမှပေါ်လာတာကမိစ္ဆာမဟုတ်ပဲကြောပုံမှာကြောက်စရာကောင်းတဲ့တကားနဲ့နှစ်ကောင်ပါရှိတဲ့လူသားတစ်ယောက်ဖြစ်နေလို့ပါပဲသူဖြစ်တန်းသွားတဲ့နေရာတိုင်းမှာဘဲအတွင်ပြောင်းမိစ္ဆာမှာသူ့ကိုမတိုက်ခိုက်ရကြပါဘူးဒါကလူပုံစံမိစ္ဆာလားမင်းကလူလားမိစ္ဆာလားလူပဲဟုတ်တယ်လို့မိစ္ဆာလည်းဟုတ်တယ်ငါမင်းတို့ကိုနာကျင်အောင်မလုပ်ပါဘူးရေတောက်ဖို့လာတာပါငါကမိစ္ဆာအုပ်ကြီးတဲကနေကုန်တိုက်စီကိုရှောက်သွားလိုက်တဲ့မိစ္ဆာတွေမြအားကြီးကိုဝါမျိုးပြီးနောက်ငကားရဲ့ခန္ဓာကိုယ်ကြောင့်အခုချိန်မှာကြီးစံတွေကငါခန္ဓာကိုယ်ကိုဖောက်ထွက်နိုင်စွမ်းမရှိတော့ပါဘူးဒါကြောင့်တနက်ပြောင်းပေါင်းများစွာကိုရင်ဆိုင်ရပေမဲ့ငါကမမြင်ချင်အောင်ဆောင်နေလိုက်တယ်တကယ်လို့သူတို့သာငါ့ကိုပြစ်ခတ်ရဲရင်ငါကသူတို့ကိုချက်ချင်းတုတ်တင်ဖြစ်မှာပါသူကအသွေးမပြောင်းခင်ကကြောင်းကိတ်မှာလုံခြုံရေးဝန်ထမ်းနဲ့နေစားအလုပ်သမားတယောက်ကိုတတ်ခဲ့တဲ့အယူပဲဒါဆိုရင်တော့သူကတကယ်ပဲလူသားဖြစ်ပြီးမိစ္ဆာမဟုတ်ပါဘူးညီလေးမင်းကိုဘယ်လိုခေါ်ရမလဲငါ့ကိုရင်ကျေးပြမနေနဲ့ငါဒီကိုလာရတဲ့အကြောင်းရင်းကရေးလာယူတာပဲငါကဒီစစ်သားတွေကိုအေးဆက်ဆက်တစ်ချက်ကြည့်ပြီးကုန်တိုက်စီကိုတန်တန်မတ်မတ်ရှောက်သွားလိုက်တဲ့ရှောင်းရောက်ကအသွင်ပြောင်းမိစ္ဆာတွေကိုဝါမျိုးတာကဘိုက်ဝစေပေမဲ့ငါ့ကိုတော့အရန်ရင်ငက်စေပုံရတဲ့လူငယ်ငါတို့ကအရေးကြီးပုဂ္ဂိုလ်တယောက်ကိုကဲတင်ပို့လာတာပါအဲ့ဒါကငါနဲ့ပါဆိုင်လဲရေတောက်ပြီးရင်ငါထွက်သွားမှာပါငါကခက်အေးအေးရပြီးပြောလိုက်တယ်ကုန်တိုက်ထဲကိုရောက်တဲ့အခါအသက်ရှင်ကျန်ရည်သူ100ကျော်ကငါ့ကိုထိတ်လန့်တုန်လှုပ်စွာကြည့်နေကြတယ်ငါသူတို့ကိုဂယုမဆိုင်ပဲရေခဲတက်တာစီသွားပြီးရေတန့်တပုတ်ကိုယူကအငမ်းမရတောက်လိုက်တယ်ရေတန့်တပုတ်နဲ့လည်းရေနဲ့မပြေဘူးစက်တိုက်အပုတ်20လောက်တောက်ပြီးမှပဲငါအတော်လေးနေတာထိုင်တာရှိသွားတော့တယ်အဲ့ဒီမှာရှိတဲ့စစ်သားတွေနဲ့အသက်ရှင်ကျန်ရည်သူတွေကငါ့ကိုမိစ္ဆာတစ်ကောင်လုံးကြည့်နေကြတယ်ဘိုက်တော်လေးဝတ်သွားမှငါရက်လိုက်တယ်ငါနိုးထလာပြီးအားလုံးကလှမ်းကြည့်လိုက်တဲ့အခါရက်ရှိရှိပိမ့်ပိမ့်လူတစ်ယောက်ဟာသူ့လက်ပွားထဲကပေါ်လာတဲ့အနက်ရောင်ကျဲရောင်ကြီးကိုကြည့်ပြီးစိတ်လှုပ်ရှားနေတာကိုတွေးလိုက်ရတယ်သူကအော်ဟစ်ရင်မောလိုက်ပြီးချက်ချင်းဆိုသလိုအနက်ရောင်တန်ချက်ကတစ်ခုကသူ့တကူလုံးကိုပုံလန်းသွားပါတော့တယ်ဘာတွေဖြစ်ကုန်တာလဲအားလုံးကထိတ်လန့်တုန်လှုပ်ပြီးနားမလည်နိုင်အောင်ဖြစ်နေကြတယ်မင်းလိုလူတစ်ပိုင်းတရေတစ်ပိုင်းမိစ္ဆာကောင်ကရှိမှဒူးထောက်ဆန်းမင်းငါကိုတက်ချင်တာလားငါကအေးဆက်ဆက်တစ်ချက်ကြည့်လိုက်တယ်အခုမှလူထလာကစားစူပါစစ်တီတော်တယောက်ကငါ့ကိုစိန်ခေါ်ရဲလိမ့်မယ်လို့ထင်မထားမိဘူးငါပထမဆုံးစူပါစစ်တီတော်နဲ့ဆုံတွေ့ရပြီးဒါပေမဲ့သူကစတွေ့ချင်းမှပဲငါ့ကိုတက်ချင်နေတယ်မင်းလိုမိစ္ဆာကောင်ဝင်လာတဲ့ကငါကြည့်နေရတာအားလုံးထဲကြငါဘာသာတက်ပြမယ်အဲ့ဒီလူရဲ့လက်ပွားထဲမှာဓာတ်ရှိတလက်ရုပ်တရက်ပေါ်လာပါတော့တယ်ဒါကစူပါစွမ်းအားသုံးထားပဲဒါကစူပါစွမ်းအားဝတ်စုံပဲခွန်အားတင်မကဘူးအကာအကွယ်ပေးနိုင်စွမ်းကလည်းအတူမရှိဘူးပြီးတော့လက်နက်တွေကိုလည်းလိုအပ်သလိုထုတ်သုံးနိုင်သေးတယ်အရင်တုန်းကတော့ဒီစူပါစွမ်းအားသုံးစစ်တီတွေကိုတကယ်ပဲအားကျခဲ့မိတာသူတို့ရဲ့စူပါစွမ်းအားဝတ်စုံတွေကအရင်မိုက်တာပဲလို့ပဲထင်ခဲ့တာဒါပေမဲ့ဒါကအရင်ဘဝကအကြောင်းတွေပါအခုလက်ရှိငါကတော့တာမန်လူသားတစ်ယောက်ဆိုပေမဲ့ဒီဝတ်စုံထက်ပိုတောက်တဲ့ကိုခန္ဓာရှိတယ်မင်းလိုလူတစ်လေးတစ်ယောက်ကဘလို့အခြေအနေနဲ့ရင်ဆိုင်နေရလဲဆိုတာမသိသေးဘူးတဲ့အနက်ရောင်ဝတ်စုံဝတ်ထားတဲ့အမျိုးသားကဒေါသတကြီးပေါ်ဟစ်လိုက်ပြီးသူ့လက်ထဲကစူပါစွမ်းအားသုံးထားတဲ့ကျန်းဝမ်ကိုဖုတ်ချလိုက်တဲ့ကျန်းဝမ်နောက်ကငကားနှစ်ကောင်ကတော့ဟိန်းဟောက်ပြီးထွက်ပေါ်လာခဲ့တယ်အဲ့ဒီနောက်အနက်ရောင်ဝတ်စုံဝတ်ထားတဲ့အမျိုးသားရဲ့လက်ဝင်းကိုကိုက်ချလိုက်တဲ့ဒီမြင်ကွင်းကိုကြည့်ပြီးအမျိုးသမီးတော်တော်များများကတော့ကြောက်လန့်တကြားပေါ်ဟစ်ကုန်ကြတယ်အဖွဲ့ကောင်းဆောင်ဝင်ရွေးတောင်မှအံ့ဩတုန်လှုပ်သွားခဲ့ရတယ်ငါကမင်းတို့ရဲ့ရန်သူလည်းဖြစ်နိုင်တယ်လို့မဟုတ်ဘဲလဲနေနိုင်တယ်ငါလို့ရှိရင်ပေါ့အဲ့ဒီလိုပြောပြီးတဲ့နောက်မှာတော့ကျန်းဝမ်ကလက်ထွက်သွားခဲ့တယ်ဝင်ရွေးကတော့ကျန်းဝမ်ရဲ့ကြောပြင်ကိုကြည့်ပြီးတခုပြောချင်နေပေမဲ့နောက်ဆုံးမှာတော့ဘာမှမပြောဘဲကြည့်နေခဲ့မိတယ်ကျန်းဝမ်စတိုးဆိုင်ရဲ့ကနေထွက်သွားတဲ့အခါမှာတော့သူတို့ကချက်ချင်းဆိုသလိုတကားတွေကိုပိတ်လိုက်ကြတယ်ဒါကတော့သူတို့ကိုတွဲဝိုက်တဲ့နည်းနဲ့ကဲတင်လိုက်တာပါပဲစတိုးဆိုင်ရှိကမိစ္ဆာတွေကတော့အခုချိန်မှာတကောင်မှမရှိတော့ဘူးဘာလို့လဲဆိုတော့ကျန်းဝမ်ကသူတို့မျက်လုံးထဲမှာတော့အစစ်ညစ်ပြီးကြောက်စရာကောင်းတဲ့သူတို့ရဲ့အမျိုးအနွယ်ဝင်တယောက်လိုဖြစ်နေလို့ကျန်းဝမ်ကအမောင်ကြီးတစ်ခုကိုလှမ်းကြည့်လိုက်တဲ့အခါမှာတော့အေယာမတရဝါကြီးတစ်ကောင်ကအမောင်ထဲကနေဖြည်းဖြည်းချင်းထွက်လာခဲ့တယ်အဲ့ဒီမိစ္ဆာကကြောက်စရာကောင်းတဲ့အတန်းနဲ့ရေမောလိုက်ပြီးကျန်းဝမ်ကိုစပွဲပေါ်ကအရသာရှိတဲ့အစားအစာတွေကိုကြည့်နေခဲ့တယ်သူ့ကြောဘက်ကအာယုံခံအင်္ဂါတွေကတော့တနက်ကြီးစံထက်တောင်ပုံမြန်တဲ့အချိန်နဲ့ကျန်းဝမ်စီကိုထိုးစစ်ဆင်လာခဲ့တယ်အဲ့ဒီအချိန်မှာကျန်းဝမ်ကတော့ချက်ချင်းဆိုသလိုပျောက်ကွယ်သွားခဲ့ပြီးမိစ္ဆာရဲ့ရှစ်တက်မှာပြန်ပေါ်လာခဲ့တယ်လက်ထဲကဓာတ်ကိုဆွဲထုတ်လိုက်တယ်အချိန်မှာတော့ဓာတ်သွားပေါ်မှာငကားရဲ့ဆွမ်းအားတွေကတောက်လောင်နေခဲ့တယ်မိစ္ဆာကြီးရဲ့ကိုယ်ခန္ဓာကတော့တစ်ချက်တည်းနဲ့နှစ်ပိုင်းပြတ်သွားခဲ့ရတယ်ရှောင်းရောင်ကတော့ဝမ်းသာအားရနဲ့အသားတွေကိုစားတောက်နေခဲ့တယ်ရှောင်းရောင်ကမိစ္ဆာအသားတွေကိုစားတောက်နေတဲ့အချိန်မှာပဲကျန်းဝမ်ကတော့သူ့ရဲ့ခန္ဓာကိုယ်ထဲမှာအင်အားတွေပိုပြီးတိုးလာတာကိုခံစားနေရတယ်အဲ့ဒီနောက်မှာတော့ကျန်းဝမ်ကအမောင်ထဲမှာပျောက်ကွယ်သွားခဲ့တယ်အခုချိန်မှာတော့ရင်ချင်မျိုးရဲ့အကြီးဆုံးဂိုင်းတစ်ခုဖြစ်တဲ့မြေအောက်ဂိုင်းထဲမှာတော့လူတွေကစုဝေးနေကြတယ်အညိုရောင်ဝတ်စုံဝတ်ထားတဲ့ကိုလုံးကိုပေါက်တောက်တင်းတဲ့အမျိုးသားတစ်ယောက်ကမိန်းကလေးတစ်ယောက်ကိုပခုံးပေါ်မှာထမ်းပြီး
ပြန်ရောက်လာခဲ့တဲ့အကိုကြီးကျွန်တော်ဘသူ့ကိုခေါ်လာလဲဆိုတာကြည့်လိုက်ဦးညီလေးတကယ်တော်တာပဲချူချင်းရဲ့သမီးကိုတော့ဖမ်းလာနိုင်ခဲ့တာလားချူချင်းကငါတို့ကိုနှိမ့်ဆက်လာတာနှစ်တော်တော်ကြာပြီအခုတော့သူ့ကိုသင်ခန်းစာပြရမယ်ချင်းငါတို့ရဲ့ဟေးလုံကိုင်းကအမြဲတမ်းနှိမ်ချခံထားရတာအခုတော့ငါတို့အတွက်အခွင့်အရေးရလာပြီဒါကငါတို့မျှော်လင့်ထားတဲ့အချိန်ပဲအဲ့ဒီပတ်စံရှိတဲ့လူတွေကိုအကုန်တက်ပြရမယ်အကိုကြီးကဒီမိန်းကလေးနဲ့လက်ထပ်လိုက်ပြီးလက်ထပ်ပွဲဗီဒီယိုကိုချူချင်းစီပို့ပေးလိုက်ရင်ဘယ်လောက်တောင်ကောင်းမလဲအဲ့ဒီနေရာမှာရှိနေတဲ့စူပါဆွမ်းအားရှင်တွေကလည်းဝမ်းသာအားရနဲ့ရေမောနေကြတယ်အဲ့ဒီအချိန်မှာပဲချီနှောင်ခံထားရတဲ့ချူမုတ်ရှိကတော့စူပါဆွမ်းအားဝတ်စုံကိုဝတ်ဆင်လိုက်တဲ့ချက်ချင်းဆိုသလိုပဲသူ့ရဲ့ကိုယ်ပုံမှာငွေရောင်ဝတ်စုံကဖုံးလွှမ်းသွားခဲ့တယ်ဒါကစူပါဆွမ်းအားဝတ်စုံပဲအပြင်မှာလူတစ်ယောက်ကတက်ဖြတ်ဝင်ရောက်လာပြီးအဆောင်တွေအကုန်လုံးအသက်ခံလိုက်ရပြီ